ရပြီနော်ဒီလောက်ဆိုထားခဲ့လိုက်တာအားလုံးနမောတတ္တသုံးကြရုံပဲနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တပစ္စည်းပိုင်းမှာပဋိစ္စသမုပ္ပါနီးတဲ့ပဋ္ဌာန်းနီးလို့နှစ်မျိုးရှိတယ်ပေါ့ပဋိစ္စသမုပ္ပါနီးကအကြောင်းနဲ့အကျိုးကိုပဲပြတာဝိဇ္ဇာပစ္စယသင်္ခါရဝိဇ္ဇာသည်အကြောင်းသင်္ခါရသည်အကျိုးဒါပဲအကြောင်းအကျိုးနှစ်ခုပဲပြတာအဲ့ဒါပဋိစ္စသမုပ္ပါနီးအကြောင်းဆိုတာတော့မြန်မာလိုပြောတော့အကြောင်းလို့ပြောရတာဟုတ်စာလိုသုံးတော့ပစ္စည်းပဲအကြောင်းဆိုတာပစ္စည်းပဲအကျိုးဆိုတာလည်းမြန်မာလိုမို့လို့စာလိုသုံးတော့ပစ္စည်းဥပ္ပံအဝိဇ္ဇာသည်ပစ္စည်းသင်္ခါရသည်ပစ္စည်းဥပ္ပံအဝိဇ္ဇာသည်အကြောင်းသင်္ခါရသည်အကျိုးသင်္ခါရပစ္စယဝိညာဏံသင်္ခါရသည်အကြောင်းဝိညာဉ်သည်အကျိုးသင်္ခါရသည်ပစ္စည်းဝိညာဉ်သည်ပစ္စည်းဥပ္ပံဒါပဋိစ္စသမုပ္ပါနီးလို့ခေါ်တာပေါ့ဒီပဋ္ဌာန်းနီးကြတော့ပစ္စည်းပစ္စည်းဥပ္ပံပစ္စယတတ္တိလို့သုံးမျိုးပြတာသုံးမျိုးတဲ့ကပစ္စယတတ္တိကိုဒီ24ပစ္စည်းပေါ့ဟေတုပစ္စယအာရမဏပစ္စယအဲ့ဒီ24ပစ္စည်းရဲ့အဲ့ဒါပစ္စယတတ္တိတွေပဲဟေတုဆိုရင်ဟေတုပစ္စယတတ္တိပဲအာရမဏဆိုရင်အာရမဏပစ္စယတတ္တိကုံသွားပေါ့နော်အတ္တိနတ္တိဝိကတအောက်ကတပစ္စယတတ္တိပစ္စယတတ္တိက24ပါးပဲရှိမှာ24ပစ္စည်းရှိလို့ပစ္စယတတ္တိက24မျိုးပဲရှိမှာပေါ့အဲ့လိုနားလည်ထားနော်နောက်ပစ္စည်းတရားနဲ့ပစ္စည်းဥပ္ပံတရားအဲ့ဒါကိုရှားမှာပေါ့ရှားတဲ့အခါကျတော့ဒီမှာကြည့်နော်ဒါစစချင်းပြန်ပြောပြအောင်မယ်ပစ္စည်းတရားဆိုတာပထမဆုံးလာတဲ့ပါဠိကပစ္စည်းတရားလို့ခေါ်တယ်အနန္တရနိရုဒ္ဓစေတစေတိကဓမ္မာတူတော့တူမှရမှာနော်ဝိသေသနာဝိသေသယသဘောတရားတွေရှိလို့အနန္တရနိရုဒ္ဓဝိသေသနာစေတစေတိကဝိသေသနာဓမ္မာဝိသေသယဒါဒီသုံးခုကအတူတူပဲဒါပထမဆုံးလာတာကိုဒါပစ္စည်းတရားလို့ဒီလိုဆိုလိုတယ်နော်နောက်သူ့နောက်ကကပ်ရဲ့လာတဲ့ဟာကပစ္စည်းဥပ္ပံတရားတဲ့ပတုပ္ပန္နာနံစေတစေတသိကာနံဓမ္မာနံပတုပ္ပန္နာနံဝိသေသနာစေတစေတိကာနံဝိသေသနာဓမ္မာနံဝိသေတယနော်အဲ့ဒါကပစ္စည်းဥပ္ပံတရားတဲ့ပစ္စယတတ္တိကြတော့ခုန24ပစ္စည်းထဲမှာသူထုတ်ပြတဲ့ပစ္စည်းကအနန္တရသမနန္တရနတ္တိဝိကတဝတိနနောက်ဆုံးလာတဲ့ပါဠိအဲ့ဒါပစ္စယတတ္တိပဲနဝိခနော်ဒီလိုနားလည်တာနော်ပစ္စည်းပစ္စယဥပ္ပံပစ္စယတတ္တိဒီလိုတွားကြလိုက်တာပေါ့ဒီပါဠိရဲ့အနေထားပထမဆုံးလာတာကပစ္စည်းတရားကိုပြတယ်ဒုတိယလာတာကပစ္စယဥပ္ပံတရားကိုပြတယ်တတိယလာတာကတော့ပစ္စယတတ္တိကိုပြတယ်အဲ့ဒီမှာပစ္စည်းတရားကိုပြတဲ့ပါဠိပေါ့ပြတဲ့ပါဠိကဘာဝိဘတ်ကိုအသုံးပြုလို့ဆိုပထမဝိဘတ်ကိုအသုံးပြုတယ်ပစ္စည်းတရားမှာပထမဝိဘတ်ပထမဝိဘတ်က2မျိုးရှိတယ်ဒါတွေကတော့ဟိုပါဇက်နဲ့ပဲရှင်းပြတော့မယ်နော်ဟိုလိုရေးမပြတော့ပထမဝိဘတ်ကပထမဧကုတ်တိဝိဘတ်ပထမဘူယောဝိဘတ်လို့2မျိုးရှိတယ်ဧကုတ်ဘူကိုခေါ်တာပေါ့ဧကုတ်ဆိုတာကအနည်းပဲတစ်ခုတည်းရတယ်တယောက်တည်းရတယ်တစ်ခုတည်းရတယ်ဆိုရင်ဒါအနည်းပဲဧကုတ်ပဲ2ခုကနေစပြီးတော့အဲ့ဒါအများဖြစ်သွားအဲ့ဒါဆိုဘူဟုတ်တော့
အဲ့တော့ပထမဝိဘတ်ပဲအသုံးပြုတယ်ပေါ့နည်းရင်ဧကုတ်သုံးပြီးတော့များရင်ဘူးဟုတ်သုံးတယ်အဲ့ဒီပထမဝိဘတ်ကိုလိန်၃ပါးနဲ့အသုံးပြုတာပုံးလိန်နဲ့အသုံးပြုတယ်နှစ်ပုံးလိန်နဲ့အသုံးပြုတယ်အဋ္ဌိလိန်နဲ့အသုံးပြုတယ်လောလောဆယ်ပါဠိအနေအထားကိုကြည့်တော့အဋ္ဌိလိန်ကမတွေ့ရသေးဘူးပုံးလိန်တွေ့ရမယ်နှစ်ပုံးလိန်တွေ့ရမယ်နော်ကြည့်နော်တစ်ခုချင်းပြမယ်ပစ္စည်းတရားကတ္တပတ်ဆိုကြည့်အနန္တရနိရုဒ္ဓစိတ်တစေတိကဓမ္မာစိတ်တစေတိကစိတ်စေသိဖြစ်ကုန်သောဓမ္မာတရားတို့သည်စိတ်စေတသိက်ဆိုတာစိတ်တခု90စေတသိက်ဒွေပညာတကိုကောက်တာမူလို့ဒါနည်းသလားများသလားဒီဥစ္စာကပစ္စည်းတရားကနည်းသလားများသလား များပါတယ်ဗျာ များပါလေ များတယ်များတယ်ဆိုရင်ဧကုတ်သုံးတာလားဘုဟုတ်သုံးတာလား ဘုဟုသုံးပါတယ်ဗျာ ဘုဟုတ်သုံးပါဒါပထမဘုဟုတ်ယောဂိဘတ်သုံးထားတာလိန်ကြတော့ဒါပုံးလိန်ဖြစ်နေဘာလိန်ဖြစ်နေရတယ်ဒီပါဠိက သုံးလိုက်ပါ ဘုလိမ့်ပါဗျာ ပုံးလိန်ဖြစ်နေလို့ तू ကအာဆုံးနေအနန္တရနိရောဓစေတစေတိကဓမ္မာလို့နော်ကြည့်ဟိုတချို့ဟွာတွေကရေးပြီးသားတွေပြပြီးသားတွေနော်ဒီသဘောတရားကိုပဲပြန်ရှင်းပြတာနော်ကြည့်ပထမဆုံးလာတဲ့ပါဠိပစ္စည်းတရားပြဟေတုဇာနင်ကမက္ကင်ကာနိတယ်နောက်ကနဲ့မတူတော့ဘူးလေကြည့်ဒါပစ္စည်းတရားပဲအဲ့တော့ပထမဝိဘတ်နဲ့အသုံးပြုထားတာဆိုတော့ဟေတုဆိုတဲ့ဟိတ်ကသိတယ်နော်ဟိတ်က6ပါးရှိတယ်ဇာနင်ဆိုရင်ဇာနင်တရားကိုက5ပါးရှိတယ်မက္ကင်ဆိုရင်မက္ကင်တရားကို9ပါးရှိတယ်အဲ့ဒါတွေအကုန်ရတော့ဟိတ်က6ပါးဇာနင်တရားကိုက5ပါးမက္ကင်တရားကို9ပါးဆိုရင်ဒါတွေကနည်းတာလားများတာလားဒီပစ္စည်း များပါတယ် များတာပါဗျာ များတယ်ဆိုရင်ဧကုတ်သုံးပါလားဘုဟုတ်သုံးပါလား ဘုဟုသုံးပါဗျာ ဘုဟုတ်သုံးထားတာကြည့်ပါဟေတုဇာနင်ကမက္ကင်ကာနိတယ်နှိဆုံးနေတယ်ဒါဘာဖြစ်လို့ဒါနှစ်ပုံးလင်ဖြစ်သွားလို့ နှစ်ပုံးလေ နော်နားလေတယ်နော်ကြည့်နှစ်ခုရှင်းပြတာဒီဘက်မှာအာဆုံးသွားတယ်အဲ့ဒါကပထမဘုယောဂီဘက်သုံးထားတယ်သူကဘာလိန်ဖြစ်လို့လဲအာဆုံးသွားတာက ဘုံလိမ့်ပါဗျာ ဘုံလိန်ဟုတ်ဒီဘက်ကနှိဆုံးသွားတယ်ပထမဘုအများမလို့ယောဂီဘက်တတ်ထားတယ်အဲ့ဒါဘာလိန်မို့လို့လဲ နှစ်ပုံးလိမ့်ပါဗျာ အဲ့လိုအဋ္ဌိလင်ကတော့ဒီမှာမတွေ့သေးဘူးပေါ့ဘရောစေအနေထားရမတွေ့တော့သူ့မပြောတော့ဘူးပေါ့အဲ့ဒါကကတ္တာဘတ်ပေါ့ဟောနေအောင်ကတ္တာဘတ်ဟောဒီမဲ့နောက်တစ်ခါနော်ကမ္မပစ္စည်းပေါ့သာဇာတာစေတနာသာဇာတနာမရူပနဲ့ထားပါတော့ကမ္မဝတိနာဒီတိသွားမှာပေါ့ဒါတွေရှင်းပြီးသားပါစေတနာဆိုတာစေသိက်လေးတစ်လုံးပဲလေစေသိက်52ပါးထဲမှာစေတနာဆိုတဲ့စေသိက်လေးတစ်လုံးကိုယူလို့ရှိရင်ဒီတစ်လုံးကအနည်းလားအများလားစေတနာက နည်းပါဗျာ အနည်းဆိုရင် तू ကဘာဟုတ်နဲ့သုံးရမှာတော့ ဧကဘုံနဲ့သုံး ဒီ ပါဗျာ ကုန်းနဲ့တော့မှာ ဧကုန်းနဲ့သုံးရမှာအဲ့တော့ဒါစေတနာဆိုတဲ့ပါဠိကဧကုန်းနဲ့သုံးထားတာအခုနကဘူးဟုတ်နဲ့သုံးထားတဲ့အနန္တရနိရောဓစေတစေတိကဓမ္မာအာဆုံးနဲ့စေတနာအငနဲ့ဧကုန်းနဲ့သုံးထားတဲ့အာဆုံးနဲ့ဆိုဘာကွာသွားလို့ဆိုရင် तू ကအဋ္ဌိလိန်ဖြစ်သွားလို့စေတနာကဘာလိန်ဖြစ်သွားလို့လဲ အိတ်တိလိမ့်ပါဗျာ အဋ္ဌိလိန်ဖြစ်သွားလို့ရုပ်ကသွားတူနေတယ်သွားထက်နေတာဟိုဘက်နဲ့မကွဲသလိုဖြစ်နေတာဒါအနည်းမို့လို့ဒါဧကုန်းသုံးထားတာပထမဧကုန်းသိပဲဒါအဋ္ဌိလိန်ပေါ့တပားရဲ့ရလို့စေနာတပားရဲ့ရလို့နော်ဒါကတ္တာဘတ်ကိုပြောပြတာပေါ့နော်ဟောဒီပထမဆုံးလာတဲ့ပစ္စည်းတရားပေါ့ပစ္စည်းတရားကိုပြောနောက်ပစ္စည်းဥပ္ပန်တရားကြကြည့်နော်ပတုပ္ပန္နနာစေတစေတိကနာဓမ္မာနာစတုဋ္ဌိဝိဘတ်လို့ခေါ်တယ်စတုဋ္ဌိဝိဘတ်ကစတုဋ္ဌိဧကုတဝိဘတ်ရှိတယ်စတုဋ္ဌိဘုဟုတ်နံဝိဘတ်ရှိတယ်အ ਨੇ ကိုရလို့ရှိရင်ဧကုတဝိဘတ်နဲ့သုံးတယ်အများကိုရမယ်ဆိုရင်ဘုဟုတ်နံဝိဘတ်နဲ့သုံးတယ်သူလဲပုံးလိန်နှစ်ပုံးလိန်အဋ္ဌိလိန်လို့လိန်သုံးမျိုးနဲ့အသုံးပြုမှာဒီမှာကြည့်တဲ့အခါကျတော့ပတုပ္ပန္နာနံဆိုတော့စိတ်တစေတိကနံဓမ္မနဲ့ဒါအရာကောက်တွေပြောပြီးတာစေတကို90စေသိဒွေပညာသားတွေကောက်ထားတာဒါဆိုရင်အများဆိုရင် तू ကဘုဟုတ်နဲ့သုံးတာနော်နံဝိဘတ်နဲ့ဘုဟုတ်နဲ့သုံးတာပတုပ္ပန္နာနံစိတ်တစေတိကနံဓမ္မနံလို့ဒီလိုဘုဟုတ်သုံးတာတွေနံဝိဘတ်အဲ့ဒါကပုံးလိန်နဲ့သူလည်းအတူတူပဲဒီဘက်ကနံဝိဘတ်နဲ့သုံးထားတာကဘာလိန်နဲ့တော့ ဘုံလိမ့်ပါဗျာ သုံးလိုက်ပါဗျာ ပုံးလိန်နော် तू ကအဲ့ဒါအများမို့လို့နံဝိဘတ်နဲ့သုံးထားတာနောက်ကဟာတွေလည်းတူမှာပါပဲနော်နံဝိဘတ်နဲ့သုံးထားတာအများတွေဟောဒီမှာ
ဒါကပစ္ဆာဇာတာစေတစေတိကဓမ္မဒီဓမ္မတရာတွေးလို့ရှိရင်ဗုဒ္ဓဓမ္မတန်ခါလို့၃မျိုးရှိတာဟုတ်ဒီဓမ္မတရာတွေးလို့ရှိရင်ပုံးလင်လို့တာမှတ်လိုက်တော့အဲ့ဒါသိကြတယ်ဓမ္မတရာတွေးဘာမှလုံးမနေပုံးလင်ပဲနော်နောက်ဒီဘက်ကပစ္စယုပ္ပန္နယပုရိဇာတတဣမတ္တကာယတ္တဆိုကြည့်ဒါဧကုဖြစ်သွားရင်ဒီကာယကဒီရူပကာယဆိုတဲ့ရုပ်ကိုယူတာရုပ်အထဝိတရုပ်အထဝိတကအများမဟုတ်တော့ရုပ်အကုန်ပေါင်းပြတာနော်အကုန်ပေါင်းပြတဲ့အတွက်ကြောင့်မလို့ရုပ်တစ်မျိုးတည်းမို့လို့ तू ကအနည်းဖြစ်လို့ရုပ်တစ်မျိုးတည်းအနည်းဖြစ်လို့ तू ကဧကုသုံးတာပုရိသတတ္တဣမတ္တကာယတ္တဆိုခုနလိုနာနေမပါဘူးလေပစ္စုပန်တရားကနော်အဲ့ဒါကစတုတ္တိဧကုတာဝိပန်နဲ့တုံးတာအနည်းမို့လို့ဒါပုံးလိန်တာပုံးလိန်မို့လို့ဣမတ္တကာယတ္တဒီလိုရှိတာပေါ့နော်ဟောဒီမှာပင်စရမဏာနိဒါနှစ်ပုံးလိန်หนีဆုံးတာပင်စဝိညာဏဝိထိယဒုပင်စဝိညာဉ်30အဲ့မှာဝိထိယဒုပင်စဝိညာဉ်စိတ်ကတော့အာရမဏဝိဇာဏနာလက္ခဏာအပြင်တပါးတည်းပဲရှိတာစိတ်ကဘယ်စိတ်မဆိုတပါးတည်းပဲအဲ့တပါးတည်းရှိတဲ့တော့စိတ်ကိုညှို့တဲ့ပါဠိတွေကအနည်းပဲဧကုပဲအဲ့တော့ပင်စဝိညာဏဝိထိယဆိုတာအဲ့ဒါစတုတ္တိဧကုတာဝိပတ်နဲ့သုံးထားတာနော်လိန်ကအဋ္ဌိလိန်ဖြစ်သွားတော့ရုပ်ကပြောင်းနေတာဝိထိဆိုတာဣကရန္တာကြီးမို့လို့စတုတ္တိဧကုတာဝိပတ်နဲ့ယာလို့ဖြစ်နေတာခုနလိုတကိုမမြင်အောင်ခုနကတမြင်ခုနပုံးနေမို့လို့ဒီမှာမမြင်ရဘူးတဲ့ဒီလိုနော်ပုံးလေနှပုံးလေအဋ္ဌိလေအဲ့တော့နောက်ဆုံးပစ္စယတတ္တိကတော့လွယ်သွားပြီအပြောင်းလဲမရှိတော့ဘူးပစ္စယတတ္တိသုံးခုမြောက်ပစ္စယတတ္တိကအနန္တရတမနာနတ္တိဝိကတဝတိနာတဲ့နားငယ်ဆုံးတယ်ပေါ့ဧနလို့ခေါ်တာပေါ့တတိယဧကုနာဝိဘတ်ပဲနောက်ဟာတွေလိုက်ကြည့်အာတိဝနဝတိနာနားငယ်ဆုံးတယ်တတိယဧကုနာဝိဘတ်တံပယုတ်တဝတိနာနားငယ်ဆုံးတယ်မပြတော့ပါဘူးအကုန်လုံးအဲ့ဒါတွေအတူတူပဲဝတိနာတွေကြီးအဲ့ဒါကပစ္စယတတ္တိပေါ့နော်ဒီလိုပြီးပြီးသားကိုပြန်ရှင်းပြတာနော်နောက်ပြီးတော့ဒီစာဝါသိမ့်တဲ့နေရာဒကမာကြီးတယောက်ကမေးထားတာရှိသေးတယ်နော်အဲ့ဒါလေးကိုပြန်ရှင်းပြမလို့နားထောင်ကြည့်ပေါ့ဓာတ်တော်ပြီနော်ခုနကတဲ့ဒီမှာကြည့်ဟေတုဇာနင်ကမဂ္ဂင်ကနိတဟဇာတနံနာမရူပနာဟေတာတိဝတေနာဆိုလိုတာကဒီဟေတာတိဝတေနာမှာပစ္စယတတ္တိ၃မျိုးရှိတယ်အာဒီနဲ့သိမ့်ထားလို့ဟေတုပစ္စယတတ္တိဒီကိုကြည့်နော်ဇာနာပစ္စယတတ္တိမဂ္ဂပစ္စယတတ္တိ၃မျိုးပေါ့အဲ့ဒီဟေတုရဲ့ဇာနာရဲ့မဂ္ဂရဲ့တဟဇာတာမျိုးမို့လို့သူ့ပါဠိကြည့်နော်တဟဇာတာနံသူမျိုးမို့လို့ဒီဘက်ကျတော့နာမရူပနာနာယုတ်သုံးထားတဲ့ပါဠိပေါ့နော်အသုံးပြုထားတဲ့ပါဠိကတဟဇာတာမျိုးဖြစ်တဲ့ဟေတုဇာနာမဂ္ဂအဲ့ဒီသုံးပစ္စည်းကိုဒီပစ္စယုပ္ပံတရားမှာသုံးထားတာတဟဇာတာနာနာမရူပနာလို့သုံးထားတယ်ဟောဒီမှာတံပယုတ်တဝတေနဆိုတံပယုတ်တပစ္စည်းတံပယုတ်တပစ္စည်းကလေတဟဇာတာမျိုးပဲဒါကြောင့်မလို့ဒီမှာကြည့်တဟဇာတာစေတစေတိကဓမ္မာသူ့မှာတော့ပစ္စည်းတရားမှာသွားပြီးထူပြုထားတယ်အတူတကွာဖြစ်တဲ့စိတ်စေတိတရားတို့သည်အညမဉ္ဉံပစ္စယုပ္ပံတရားကိုပြတဲ့အခါမှာအညမဉ္ဉံဆိုတဲ့ပါဠိကိုအသုံးပြုသွားတယ်ဒီမှာကသဟဇာတာနံဆိုတဲ့ပါဠိကိုအသုံးပြုသွားတယ်နော်နှစ်ခုရှိပြီနောက်တစ်ခုကြည့်သဟဇာတာစေတနာဒါကမ္မပစ္စည်းနော်ကမ္မဝတေနပစ္စယုပ္ပံတရားသဟဇာတာနံနာမရူပနာဟောတွေ့လားပါဠိကဟေတုဇာနာမဂ္ဂနဲ့တူတယ်နော်သဟဇာတာနံနာမရူပနာဒါသဟဇာတာဒီဟာကဝိပါကဝတေနဝိပါကပစ္စည်း
ဝိပါကပစ္စည်းကလည်းသဟဇာတမျိုးပဲဝိပါကခန္ဓာအညမဉ္ဇဉ်သဟဇာတနံရူပနံဝိပါကဝတိနာခုနတော့သဟဇာတနံနာမရူပနံဒါကြသဟဇာတနံရူပနံဒီရှိကအညမဉ္ဇဉ်ဒီလိုသဟဇာတမျိုးချင်းတူပါလေပါဠိတွေမတူဘူးပေါ့နော်ဘာကြောင့်မလို့အဲ့လိုသဟဇာတမျိုးချင်းတူပါလေပါဠိတွေမတူတာတော့ဆိုတော့သဟဇာတမျိုးမှာ၃ခုရှိတယ်အငယ်တဲ့အလတ်တဲ့အကြီးတဲ့၃မျိုးခွဲထားတာအဲ့တော့အငယ်ပစ္စည်းတွေကဘယ်သူတုံးဆိုရင်သဟဇာတမျိုးအငယ်ပစ္စည်းတွေကအခုမြင်တဲ့ဟာကဟေတုတဲ့ဇာနာတဲ့မက္ခတဲ့၃ပစ္စည်းခုဒီမှာဆိုရင်ကမ္မတဲ့၄ပစ္စည်းဒါသဟဇာတမျိုးအငယ်၄ပစ္စည်းလို့ခေါ်တယ်အဲ့ဒီ၄ပစ္စည်းကိုအသုံးပြုတဲ့ပါဠိကသဟဇာတနာနာမရူပနာလိုက်ကြည့်နော်သဟဇာတနာနာမရူပနာအဲ့ဒါကသဟဇာတမျိုးအငယ်မို့လို့ဒီပါဠိကအဲ့လိုသွားတာနောက်ဒီမှာကတံပယုတ်တပစ္စည်းကသဟဇာတမျိုးပဲသဟဇာတစေတစေတိကကိုကြည့်သူကြတော့အညမဉ္ဇဉ်သုံးထားတယ်ပစ္စယုပ္ပန်တရားမှာဒီဝိပါကပစ္စည်းကသဟဇာတမျိုးသူကြသဟဇာတနာရူပနာကိုကြည့်သူကြတော့အညမဉ္ဇဉ်သုံးထားတယ်ဘာကြောင့်မလို့သူကြအညမဉ္ဇဉ်သုံးထားဆိုရင်အဲ့ဒါသဟဇာတမျိုးအလတ်ပစ္စည်းမို့လို့နောက်ထပ်လာအောင်မယ်သဟဇာတမျိုးအကြီး၄ပစ္စည်းဆိုတာလာအောင်မယ်အဲ့ဒီအကြီးတွေဆိုရင်လည်းအညမဉ္ဇဉ်သုံးပါအဲ့တော့အညမဉ္ဇဉ်သုံးတာက2မျိုးဖြစ်သွားမှာပေါ့သဟဇာတမျိုးအလတ်ကအညမဉ္ဇဉ်သုံးတယ်လို့သဟဇာတမျိုးအကြီးကလည်းအညမဉ္ဇဉ်သုံးတယ်အဲ့ဒါအညမဉ္ဇဉ်ကိုသုံးတဲ့ပစ္စည်းတွေသဟဇာတနဲ့နာမရူပနာသုံးတာကအငယ်တွေကိုသုံးတာအငယ်က9ပစ္စည်းရှိအခု4ပစ္စည်းပဲတွေ့တယ်ဧတုဇာနာမက္ကကမ္မဒီလိုတွေ့တယ်နော်အဲ့ဒါဒကမာကြီးမေးတဲ့မေးခွန်းရဲ့အဖြေပဲအဲ့ဒါကြောင့်မလို့ပါဠိတွေမတူတာနော်နောက်ဒကာကြီးမေးတဲ့မေးခွန်းကပိစ္ဆာဇာတပစ္စည်းမှာကြည့်ပိစ္ဆာဇာတစေတစေတိကဓမ္မပုရိဇာတတဣမတ္တကဟတပိစ္ဆာဇာတဝတေနဒီနောက်မှာဖြစ်တဲ့စိတ်စေတဲ့သိက်တွေကအရင်ဖြစ်နေတဲ့ရုပ်တရားတွေကိုပိစ္ဆာဇာတတတ္တိနဲ့ကျေစုပြုတာနော်ဥပမာပြတာဥပမာရဲ့ဒီပစ္စည်းကျေစုပြုပုံရဲ့ဒီလင်းဓာငယ်လေးတွေဥပမာပြတယ်သူကလင်းဓာတွေကသူတို့ကလေးလေးမွေးပြီလို့ရှိရင်ထသွားတော့တာသူကအဲ့ဒီလင်းဓာအဖေမေတွေကဟိုရှာမကြွေးဘူးကျန်တဲ့တိရစ္ဆာန်တွေဆိုရင်ကိုယ်ကလေးကိုရှာကြွေးတယ်လင်းဓာတွေကရှာမကြွေးဘူးအဲ့တော့ရှာမကြွေးတော့ဒီမွေးကစားကလေးလေးကွက်ကိုလည်းပဲရှာတတ်မလဲအဲ့တော့အစာမစားဘူးအစာမစားရင်သေမှာလေတပ်ပိတ္တအာဟာရထိတိကာတတ္တဝါတွေမှာနေအာဟာရကြောင့်တီးနေကြတာစာမစားရင်သေမှာသူတို့သေသလားသွားမယ်မသေဘူးဘသူကကျေစုပြုနေရအောင်ဆိုရင်သူတို့ရဲ့မွေးလာတဲ့ရုပ်ခန္ဓာကြီးကအရင်ဖြစ်တာနော်သူရုပ်ခန္ဓာကြီးကအရင်ဖြစ်လာတာအရင်ပေါ်လာတာမွေးလာတာအဲ့ဒီမှာမျောတလင်းလင့်ဆိုရက်မြတ်တန်တင်ရေးထားတဲ့ဘာသာပြန်လို့ပေါ့မျောတလင်းလင့်ဆိုတဲ့ထက်ကသူတို့ရဲ့အမေဖေတွေကသူတို့ကိုလာပြီးတော့အစာကျွေးလိုက်မယ်ဆိုတဲ့ဒီအာတာလေးပေါ့နော်မျောလင်းချက်လေးနဲ့ရှင်တဲ့စေတနာစေသိက်52ပါးတွေကသဗ္ဗစေတဒါနစေတိ9ပါးထဲမှာပါတယ်စေတနာစေတိတ်လေးကမသိအောင်လုပ်ပေးတာမစားပဲနဲ့စေနာစေလေးကနောက်မှပေါ်တာလေမျောလင်းချက်လေးကသူမွေးလာမှမျောလင်းချက်ဆိုတာပေါ်လာတာဟုတ်မမွေးခင်တော့မျောလင်းချက်မပေါ်ဘူးလေမွေးလာတဲ့ကဗိုက်စားလာတဲ့ကသူလာကျွေးလိုက်မယ်ဆိုတဲ့မျောလင်းချက်နဲ့ရှင်းနေတဲ့စေတနာလေးကအဲ့ဒီလင်းဓာလေးတွေရဲ့ခန္ဓာကိုယ်မသိအောင်ထောက်ပံ့ထားလို့အဲ့ဒီခန္ဓာကိုယ်ကြီးကမသိဘူးအဲ့ခန္ဓာကိုယ်ကြီးကအရင်ဖြစ်တာမသိအောင်ထောက်ပံ့ထားတဲ့စေတနာကနောက်မှဖြစ်တာအဲ့ဒါကိုပိစ္ဆာဇာတပစ္စည်းတရားနောက်မှဖြစ်လို့ဒါကြောင့်မို့လို့ကျေစုပြုတဲ့အခါမှာဖြစ်စေတဲ့တတ္တိနဲ့ကျေစုပြုတာမဟုတ်ဘဲနဲ့တည်စေတဲ့တတ္တိနဲ့ကျေစုပြုတယ်လို့ရှင်းပြခဲ့ဟုတ်ပြီရှင်ဘာကူလာလေသူငငယ်တော့အထိမ့်မှရေကျိုးစိမ်မှရေသွားချိုးတဲ့ကငါးကြီးကမြို့သွားမသိဘူးသူခန္ဓာကိုယ်ကအရင်ဖြစ်တာဘာကူလာလေဘာကြောင့်မသေးတာတော့ဆိုရင်သူနောက်တစ်ချိန်ရမယ်အရတ္တမဉဏ်ကြောင့်အရတ္တမဉဏ်မရသေးဘူးနော်
နောက်မှရမှာနော်ကိုရင်ဝတ်ပြီးမှအရတ္တမဉာဏ်ရမှာမရသေးတဲ့နောက်မှဖြစ်နေတဲ့အရတ္တမဉာဏ်ကအဲ့ဒီခန္ဓာကိုယ်မသိအောင်သူကပိစ္ဆာဇာတတတ္တိနဲ့ကျေစုပြုတယ်တဲ့ဘာသာဒီကဆရာတော်ကတော့သဘောမတူဘူးပေါ့နော်သူကတော့အဲ့မှာဖတ်ကြည့်လိုက်တော့သူကတော့ဉာဏဝိဖာရိဋ္ဌိရဲ့အစွမ်းလို့ပြောတာဒီအရတ္တမဉာဏ်ရဲ့ပြန့်နှံ့မှုကြောင့်ဒီကလေးကမသိဘူးထားတော့နော်အဲ့ဓာတွေကဒီပြီးခဲ့တဲ့ဟာကိုနော်မေးခွန်းတွေကိုဖြေပြတာရှေ့သွားကြစို့နော်ဒါဆိုရင်ဒီရောက်သွားမှာပဲပညာဏ်ယုတ်ဒီနာအားနှစ်ပစ္စည်းရောက်သွားတယ်မယ်နော်ကဲကိုယ့်ကိုဖတ်ပါအောင်အာရမဏဝတိန အာရ အာရ မ မ ဏ ဏ ဝေ ဝေ န န ဥ ဥ ပ ပ နိ နိ ဒေ ဒေ ယ ယ ဝ ဝ တိ တိ နိ နိ တိ တိ တာ တာ ဒု ဒု ဝိ ဝိ ဒာ ဒာ ဉာတိနာမရူပါနိနာမတ္တိဝပစ္စယဟောတိ ရပြီသူကကြည့်နော်ကောင်းစီကိုကြည့်နော်ပညာဏ်ယုတ်ဒီနာအားနှစ်ပစ္စည်းပစ္စည်းတရားကပညာဏ်ယုတ်တယ်နော်ပညာပါတယ်ဏံပါတယ်ယုတ်ပါတယ်သုံးမျိုးသုံးစားသွားကြတော့ဗောဒီကြည့်အဲ့ဒါကပစ္စည်းတရားပစ္စည်းယုတ်ပံတရားကနာနဲ့တစ်ခုတည်းပေါ့အဲ့ဒါကိုကျေစုပြုတဲ့ပစ္စည်းကနှစ်ပစ္စည်းပဲရှိတယ်တဲ့အာရမဏဝတေနဒါနာဝိဘတ်ပဲနာဆုံးတယ်ဥပနိဒေယဝတေနနာဝိဘတ်ပဲအဲ့ဒါပစ္စယတတ္တိတွေကိုပြနေတာမလို့အာရမဏဝတေနဆိုရင်ဘာပစ္စယတတ္တိဖြစ်မလဲ အာရမဏပစ္စယတတ္တိပါဗျာ ဥပနိဒေယဝတေနဆိုရင်ဒါဘာပစ္စယတတ္တိတော့ ဥပနိဒေယပစ္စယတတ္ ပစ္စ တိ ယ ပါ တ ဗျာ တ္တိ ဟုတ်ပြီနော်အဲ့တော့ပညာဏ်ယုတ်ဒီနံအားကျေစုပြုတဲ့နှစ်ပစ္စည်းဆိုရင်ဘာပစ္စည်းနဲ့ဘာပစ္စည်းဖြစ်သွားမှာလဲ အာရမဏပစ္စယဥပနိဒေယပစ္စယပါဗျာ ဥပနိဒေယပစ္စည်းဒီနှစ်ပစ္စည်းကိုဖြစ်သွားမယ်နော်ဒါလေးရင်ရေးလိုက်မယ်နော်နေခဏနေအောင်နော်ပညာဏ်ယုတ်ဒီနံအားနှစ်ပစ္စည်းကဲရေးမယ်နော်ဒါငါကတော့ဟိုဘက်က1နဲ့3လေးအစင်နန္ဒီနံအားနေဆင်လိုက်လို့9ရောက်သွားနော်ကဲရေး9ပညာဏ်ယုတ်ဒီနံအားနှစ်ပစ္စည်းကောင်းစီပေါ့အောက်ကမှာအာရမဏပစ္စည်းဥပနိဒေယဒါဥနော်ညမဟုတ်ဒါရမလို့ဥပနိဒေယပစ္စည်းဟုတ်ဗျာ ပြီးပြီနော်နေအောင်တော့ဟိုကလေးဆက်မရင်းနေအောင်သူကသူတက်ရှိတဲ့ပါဠိကိုပြန်ပြတာမလို့ဘာသာပြန်ပြတာမလို့အောက်ကတွေပါနေနော်ကြည့်နော်သူအောက်ကတော့နေပါအောင်နော်တတရူပါတိဝစပိတံဟောဒီအာရမဏံထားလိုက်အောင်နော်အဲ့မှာပညာဏ်ယုတ်တိပစ္စည်းတရားနံဒီပစ္စယုပ္ပံတရားအဲ့လိုပြောတာနော်ဒီစာနော်အဲ့တော့ဖြည့်ကြည့်ပါဦးပစ္စည်းတရားကဘယ်သူလဲတော့ ပညာဏ်ယုတ်ပါ ယုတ် ဗျာ ပါဗျာ ယုတ်ပါဗျာ ပစ္စယုပ္ပံတရားက နမဗျာ နာမဗျာ ဒါပဲအဲ့ဒါကိုနှစ်ပစ္စည်းလုံးမေးရင်နှစ်ပစ္စည်းလုံးဖြည့်မယ်နော်ပြန်မေးကြည့်မယ်အာရမဏပစ္စည်းတရားဆိုရင်ဘယ်သူတော့အာရမဏပစ္စည်းတရားက အာရမဏပစ္စယတတ္တိ အမဟုတ်လေ ပညာဏ်ယုတ် ပညာဏ်ယုတ် ဟုတ်တယ်အာရမဒီပစ္စည်းကိုကင်လိုက်တော့လေဒီအာရမဏကိုကင်လိုက်တော့တာခုနအတိုင်းပဲလေအာရမဏပစ္စည်းတရားဆိုရင်ဗာလေ ပညာဏ်ယုတ်ပါပညာဏ်ယုတ်ပါဗျာ အာရမဏပစ္စယုပ္ပံတရားဆိုရင် နမဗျာ နာမဗျာ ဟုတ်ပြီဥပနိဒေယပစ္စည်းတရားဆိုရင် ပညာဏ ပ ယုတ်ပါ ညာဏ်ယုတ်ပါဗျာပညာဏ်ယုတ် ဥပနိဒေယပစ္စယုပ္ပံတရားဆိုရင် နမ နာ ဗျာ မဗျာ အဲ့လိုတော့မှအဲ့လိုတော့မှအဲ့တဘောပဲအဲ့လိုတော့မှနော်အဲ့တော့အခုတော့အပြည့်စုံရေးပေးလိုက်မယ်နော်အပြည့်စုံရေးပေးလိုက်တဲ့အခါမှာ तू ကဒီလိုရှိတယ်ပကိန်းပိုင်းကတော့ဝေးသွားပြီပေါ့ပကိန်းပိုင်းကတော့ဝေးသွားတော့ပြန်မပြတော့ဘူးပေါ့နော်ပကိန်းပိုင်းအာရမဏသင်္ကားမှာနော်ပြောလိုတာကပရမတ္ထတရား၄ပါးရဲ့ပြည့်ညက်ရဲ့ပေါ့စိတ်စေသိက်ယုံနိဗ္ဗာန်ဒါပရမတ္ထတရားလေးပါပြည့်ညက်တဲ့ပေါင်း၅မျိုးပေါ့အဲ့ဒီ၅မျိုးကိုအာယုန်နေနဲ့
ခွဲတဲ့အခါကျတော့သူကစိတ်တကူကိုယ်စေစေသိဒွေပညာသယုထဝိတဆိုတာအဲ့ဒီ၃မျိုးကကာလ၃ပါးရှိတာပိဿုပန်ကာလမှာလည်းဒီဟာတွေရှိသလိုအတိတ်မှာလည်းရှိတယ်အနာဂတ်မှာလည်းရှိတယ်အဲ့တော့စိတ်စေသိယုတ်၃မျိုးကပိဿုပန်အတိတ်အနာဂတ်ဖြစ်တဲ့စိတ်တကူကိုယ်စေစေသိဒွေပညာယုထဝိတဒီလိုဖြစ်တယ်နိဗ္ဗာန်နဲ့ပြည့်ညတ်ကြတော့ကာလကနေအလွတ်ဖြစ်တာအဲ့ကာလ၃ပါးနဲ့မပါကာလ၃ပါးကနေအလွတ်ဖြစ်လို့သူ့ကိုခေါ်ရင်ဘယ်လိုခေါ်မလဲကာလအလွတ်ဖြစ်ရ အလာဝိမုတ်ပါဗျာ ကာလဝိမုတ်နော်နိဗ္ဗာန်နဲ့ပြည့်ညတ်ကိုသုံးပြရင်ကာလဝိမုတ်ဖြစ်တော့နိဗ္ဗာန်ပြည့်ညတ်ဟိုစကလုံးကိုရှင်းပြတာပေါ့နော်အဲ့တော့အာရမဏပစ္စည်းကိုအရင်စမယ်နော်သူကဟိုတော့ကဘယ်လိုရေးခဲ့တယ်လဲမသိဘူးနော်ဒါပါတော့ဟောအာရမဏလို့ပဲရေးမှာပဲနော်ကဲခေါင်းစည်းပြန်တက်မရှိတော့ဘူးနော်ကိုယ့်ကိုရေးအာရမဏလို့ခေါင်းစည်းတက်မတော့ပစ္စယတတ္တိပဲအဲ့ဒါအာရမဏလို့ခေါင်းစည်းတက်အဲ့ခေါင်းစဉ်နော်အဲ့ဒီခေါင်းစဉ်အောက်ကရေးမှာနော်ကဲရေးတတ်မှာပါပိဿုပန်အတိတ်အနာဂတ်ဖြစ်တော်လို့ရေးပိဿုပန်အတိတ်အနာဂတ်ဖြစ်တော်အနာဂတ်နော်အနာဂတနော်ကဖြစ်တော့ ပိဿုပန်အတိတ်အနာဂတ်ဖြစ်တော်စိတ်တစ်ခုရုပ်90မြန်မာလိုတာရေးပါဆိုလိုကောင်းလို့ဆိုတာနော်စိတ်89ပါဗျာစိတ်တစ်ခုရုပ်90ဆိုရိုးခေါ်တာပေါ့နော်စိတ်တစ်ခုရဲ့50စေတသိက်ဒွေပညာသစေသိက်ကြတော့မြန်မာလိုမလာတော့ဒွေပညာသတဲ့ပြောလိုတာကဆိုရိုးဆိုတာအဲ့လိုသွားနေတယ်ဆိုတဲ့သဘော စေတသိက်တွေပညာတတ် ရုပ်အထဝိတရုပ်ကြတယ်လေပါဠိလိုသွားတာအထဝိတ ရုပ်အထဝိတ နော်ဟိုစက်ရည်မှာတော့ပြီးသေးဘူးနော်ဒါစိတ်စေသိက်ရုပ်ကဒီကာလ၃ပါးမှာရှိနေတယ်လို့ဆိုလိုတာပိဿုပန်အဲ့ဒါတွေအကုန်လုံးကပစ္စည်းတရားတွေဖြစ်မှာပဲပိဿုပန်မှာဖြစ်နေတဲ့စိတ်စေသိက်ရုပ်ကလည်းအာရမဏပစ္စည်းတရားအတိတ်အနာဂတ်စိတ်စေသိက်ရုပ်ကအာရမဏပစ္စည်းတရားတွေပဲပိဿုပန်တဲ့တဲ့တစ်ခုသာလည်းအာရမဏပစ္စည်းတရားမဟုတ်ပြီးခဲ့တဲ့အတိတ်ကလည်းအာရမဏပစ္စည်းဟိုးမရောက်သေးတဲ့စိတ်စေသိက်ရုပ်တွေကလည်းအာရမဏပစ္စည်းတရားနော်အာရမဏပစ္စည်းဟုတ်တယ်လေအာယုံလက်ရှိတွေ့နေတာကလည်းပိဿုပန်လေးပြီးခဲ့တဲ့ဟာတွေကိုပြန်ပြီးတော့စဉ်းစားတဲ့အခါဒါအတိတ်ဖြစ်သွားတယ်။အိုးမရောက်သေးတဲ့အနာဂတ်ဘာဖြစ်ချင်လဲညာဖြစ်ချင်လဲဘာလုပ်မယ်ဆိုတော့စဉ်းစားအဲ့ဒါအနာဂတ်ပဲ။အဲ့ဒါစိတ်စေတဲ့ယုတ်တွေပဲ။အဲ့ဒါတွေအကုန်လုံးအာရမဏပစ္စည်းတရားဖြစ်မယ်တဲ့နောက်တစ်ခါသူကနာမ်မှာနိဗ္ဗာန်ကနံတရားနော်နိဗ္ဗာန်ကနံတရားခေါ်တယ်နောက်မှာပါသေးတယ်နိဗ္ဗာန်ကနံတရားဆိုတာပါလိမ့်မယ်။အဲ့တော့ပြည့်ညက်ကပြည့်ညက်တရားပေါ့နော်အဲ့ဒီနှစ်ခုကကာလဝိမုတ်ဖြစ်လို့ဆက်ရည်မယ်နော်ကာလဝိမုတ်ဖြစ်သောနိဗ္ဗာန်ပြည့်ညက်ကာလဝိမုတ်ဖြစ်သောနိဗ္ဗာန်ပြည့်ညက်နိဗ္ဗာန်ပြည့်ညက်ပါဗျာ ရပြီနော်နိဗ္ဗာန်ပြည့်ညက်ကြည့်နော်သူ့ရဲ့အာယုန်တွေကိုလိုက်ကြည့်မယ်စိတ်တကူရုပ်90စေသိက်ဒွေပညာသယုထဝိတနိဗ္ဗာန်ပြည့်ညက်၅မျိုးအဲ့ဒီ၅မျိုးကိုအာယုန်နဲ့ခွဲလိုက်လို့ရှိရင်အာရမဏသင်္ကားမှာအာယုန်ဘယ်နှပါးရှိတော့အာယုန်ဘယ်နှပါးရှိတော့ အောက်ရှိပါရဲ့ဗျာ ဟုတ်ပါ အာယုန်ဘယ်နှပါးတယ်တော့ 6ပါးပါ ဟုတ် ဗျာ ပါပါဗျာ အာယုန်6ပါးကိုပဲပြောပြပါအောင်6ပါးကဘာတွေလဲ ရူပယုံသတ္တ ရူပယုံ နာနာယုံနာယုံပတ္တပယုံဓမ္မယုံပါဗျာ ပတ္တဝယုံဓမ္မယုံပါဗျာ ဟုတ်ပြီအဲ့တော့ရူပါယုံတတ္တယုံကန္နာယုံရတ္တယုံဖုဒ္ဓဘာယုံဆိုတဲ့၅ပါးရှေ့၅ပါးကဟိုယုံ28ပါးထဲမှာဂောစရယုံ9ပါးဆိုပြီးပြောခဲ့တဲ့ထဲမှာရူပံတတ္တောဆိုတဲ့ဂောစရယုံ9ပါးတွေကအဲ့ဒီရူပါယုံတတ္တယုံကန္နာယုံရတ္တယုံဖုဒ္ဓဘာယုံအဲ့ဒါဂောစရယုံ9ပါးအဲ့ဒီယုံ9ပါးကအာယုံကြတော့5ပါးပေါ့ရှေ့5ပါးဖြစ်ပြီးတော့ကြံတဲ့ရုပ်ကအဲ့ဒီဂောစရရုပ်ကကြံတဲ့28ပါးတဲ့နှုတ်လိုက်အဲ့ဒါကြံတဲ့ရုပ်ရဲ့နောက်ကစေတခုရုပ်90ရဲ့စေသိက်ဒွေပညာသရဲ့နိဗ္ဗာန်ရဲ့ပြည့်ညက်ရဲ့အဲ့ဒီဟာဒီအားလုံးကြတော့ဘယ်အာယုံနဲ့ထည့်လိုက်တာတော့အဲ့မှာအာရမဏ ဓမ္မယုံ အာ နဲ့ ယုံ ထည့် နဲ့ ပါ ရှိ ဗျာ ပါဗျာ ဓမ္မယုံနဲ့ထည့်လိုက်တာအဲ့တော့ပြောလိုတာကအခုရေးပြထားတဲ့စိတ်စေသိက်ရုပ်နိဗ္ဗာန်ပြည့်ညက်5မျိုးလုံးကအဲ့ဒါအာယုံ6ပါးလို့ခေါ်တယ်ဗ
ဘာ6ပါးလို့ခေါ်ရတော့အဲ့ဒီ5မျိုးလုံးက အာယုံ6ပါးပါ အာယုံ6ပါးပါဗျာ အဲ့ဒါကြောင့်မလို့အဲ့ဒါအာယုံ6ပါးလို့ရေးတော့မယ်နော်ကာလဝိမုတ်ဖြစ်သောနိဗ္ဗာန်ပြည့်ညက်ရေဆက်ရေဤအာယုံ6ပါးသည်လို့ရေးဤအာယုံ6ပါးသည် ပစ္စည်း ဒီအာယုံ6ပါးသည် အာရမဏပစ္စည်းတရားလို့ရေးအာရမဏပစ္စည်းတရား အာရမဏပစ္စည်းတရား ရပြီနော် ရပါပြီဗျာ အဲ့မှာကြည့်ဒါဆိုဆက်လို့ရပြီနော်ဒီရှေ့ဆက်လိုက်ဦးနေမရေးသေးဘူးကဲဒီပါဠိလို့ပါ23လား20 21တ တ ထ တတရူပါတိဝတိနာ သဗ္ဗိတံဟော သ တိ ဗ္ဗိ အာ တ ရ ံ မဏ ဟော မှာ တိ ဗျာ အာရမဏ ရပြီနော်တထဆိုတာကဒီအာရမဏဥပနိဒေယ2မျိုးထဲမှာတဲ့တထကခုန2မျိုးပြကြလို့အဲ့2မျိုးထဲမှာအာရမဏကိုပြတဲ့အခါမှာရူပါတိဝတိနာသဗ္ဗိတံဥပအောင်စတဲ့အာယုံ6ပါးကအာရမဏပစ္စည်းတရားဆိုခုပါပဲဒါဒီပါဠိနော်ကဲကြာပါတယ်အဲ့ပါဠိကကောက်ရေးလိုက်စမ်းပါအောက်ကနေတထဒီပါဠိတည်းကြီးတထရူပါတိဝတိနာသဗ္ဗိတံဟောတိအာရမဏဟိုမှတ်စုကတော့ကြိုတင်ရေးရဆိုတော့ဘာမှမသိတော့မြန်မာပြန်နေပါအဲ့ဒါတွေမရေးတော့ဘူးနော်ဒီလိုဆိုလို့အဲ့ပါဠိအတိုင်းပဲအဲ့ဒါအာရမဏပစ္စည်းတရားအဲ့ပါဠိနဲ့အတူတူပဲလို့မှတ်ထားနော်ပြီးပါပြီဗျာ ဟုတ်ပြီအဲ့တော့ဒါပစ္စည်းတရားပြီးလာနော်2မျိုးရေးလာနော်ပစ္စည်းတရားရေးတယ်ပစ္စယုပ္ပံတရားရေးတယ်ကိုရှေ့ရတယ်ပြန်ကြည့်နော်ဟိုပစ္စယတတ္တိကတော့ရေးစရာမလိုဘူးလေကိုအာရမဏကိုပြောရင်အာရမဏပစ္စယတတ္တိဟေတုကိုပြောရင်ဟေတုပစ္စယတတ္တိဒီလိုသွားတာမို့လို့အဲ့တော့ပစ္စယုပ္ပံတရားကိုရေးတော့မယ်နော်ရေးစိတ်တခုယုတ်90စေတိတ်ဒွိပညာတတို့သည်စိတ်တခုယုတ်90စေတိတ်ဒွိပညာတတို့သည်ဒီပညာတတို့သည် အာရမဏပစ္စည်းဤပစ္စယုပ္ပံတရားအာရမဏပစ္စည်းဤပစ္စယုပ္ပံတရား ပစ္စည်းပန်တရား အာရမဏပစ္စည်းပစ္စယုပ္ပံတရား ဒီပါဠိတရား ရပြီနော်ကဲရပြီဆိုရင်အခုသူပြထားတယ်ပြန်ကြိုက်လိုက်မယ်နော်သူပြထားတာကပြဉ္ညက်နံယုတ်တိတဲ့နံအား2ပစ္စည်းလို့ပြထားတာအဲ့ပြထားတဲ့အာရမဏပစ္စည်းကိုအရင်ကြိုက်တာပေါ့အာရမဏပစ္စည်းကိုအရင်ကြိုက်တော့ပြဉ္ညက်နံယုတ်တိဆိုပစ္စည်းတရားကပြဉ္ညက်ဆိုရင်ခုနရေးတဲ့ထဲမှာတွေ့တော့မလားကာလဝိမုတ်ဖြစ်တော့ဆိုနိဗ္ဗာန်ကပြဉ္ညက်နံဆိုတာကအဲ့တဲကခွဲထုတ်လိုက်တော့ဘသူတွေတော့နံကခုနကပစ္စည်းတရားတွေကနံဆိုတာဘသူတွေတော့ စိတ်နဲ့စေ စိ တ တ် သိ တ က် ခု ကို ယုတ် နိဗ္ဗာန် 90 ရော စိတ် ပါ ဒီပညာတပါဗျာ ဟုတ်ပြီစေတုကို90စေသိဒွိပညာတရဲ့နောက်တစ်ခုကပါတယ် နိဗ္ဗာန် နိဗ္ဗာန်ပါဗျာ နိဗ္ဗာန်ပါဗျာ အဲ့ဒါနာမည်ဟိုရုပ်ဆိုတာဘယ်သူတော့ရုပ်ဆိုတာက ကျုပ်အထဝိတ္တ ဟုတ်ပါဗျာ ရုပ်အထဝိတအဲ့ဒါပဲပညာနာယုတ်တိစာအဲ့ဒါပဲနော်နာအားဆိုတာဘယ်သူတော့နာအားဆိုတာဘယ်သူတော့ စိတ်တခုယုတ် စိတ်တခုယုတ်90 စိတ်တခုယုတ်90စေတသိက်ဒွိပညာတပါဗျာ အဲ့ဒါ နိဗ္ဗာန်မပါတော့ မပါတော့နာအား2ပစ္စည်းနော်နိဗ္ဗာန်ကမှတ်တာနော်နိဗ္ဗာန်က24ပစ္စည်းရှိရဟေတုပစ္စည်းဟောနဲ့နောက်ဆုံးအောက်ကတပစ္စည်းဟောတိ24ပစ္စည်းထဲမှာနိဗ္ဗာန်ကပစ္စည်းတရားပဲဖြစ်တာပစ္စယုပ္ပံတရားမဟုတ်ဘူးနိဗ္ဗာန်တခုတည်းကိုပြောပြတာပေါ့နော်ပစ္စည်းတရားပဲဖြစ်တယ်ပစ္စယုပ္ပံတရားလုံးဝမရှိဘူးအဲ့ဒီပစ္စည်းတရားလည်းတပစ္စည်းတည်းပဲပါတယ်အာရမဏပစ္စည်းနိဗ္ဗာန်ကဘယ်ပစ္စည်းတည်းပဲရှိတာလဲနော် အာရမဏပစ္စည်းပါဗျာ ကျန်တဲ့ဘယ်မှမရှိဘူးလိုက်မချနဲ့အာရမဏပစ္စယုပ္ပံနဲ့လည်းမရှိသလိုဟေတုပစ္စည်းမရှိဘူးဟေတုပစ္စယုပ္ပံနဲ့မရှိဘူးကြော်လိုက်မယ်နော်
အောက်ကအဋ္ဌိပစ္စည်းတရားလည်းမပါအဋ္ဌိပစ္စုပန်တရားလည်းမပါဘယ်ထဲမှမပါတော့သူကလေးပဲဒါပဲဒီလိုနားလည်တာနော်အဲ့ဒါကအာရမဏအတွက်ပြီးတော့ဥပနိဒေယအတွက်သွားကြစို့နော်ဟိုမှတ်စုမှာတော့မရေးတော့နော်အဲ့မှတ်စုဟာကြီးကဲဖတ်ပါအောင်ဥပနိဒေယောပါဏ ဥပနိတယောပါဏာတိဝိယောပါဏာ အာ အာ ရ ရိ မ မ ဏ ပါဏိ ယော အာရမဏိ နတ္တ န ပ တ္တ နိ ပနိတယောတုပနိတယောတိ ပနိတယောပကတုပနိတယောစေတိ ဥပနိဒေယပစ္စည်းကတိဝိတောတဲ့ဘယ်နှမျိုးတော့တိဝိတောက သုံးမျိုးပါဗျာ နံပါတ်1ကပါတယ်တော့ အာရမဏုပ အာရမဏုပနိ အာရ တ မ ယော ဏုပနိတယော ဟုတ်မြန်မာလိုလို့ပါဠိဟိုကဝိဘတ်ဖြုတ်လိုက်နော်နံပါ အာ တ် ရ 1 မဏုပနိ အာ တ ရမဏု ယော ပနိတယပါဗျာ ဟုတ်တယ်နံပါတ်2က အနန္တရူပနိတယ အန ပါ န္တ ဗျာ နိတယော နံပါတ်3က ကတု ပ ပ က နိ တိ တယ နိတယော အဲ့ဒါပါဠိတော့တရားရှိတာပေါ့နော်ဥပနိဒေယ3မျိုးနော်ဘာမှမဖြစ်ဒါထားလိုက်တော့အမေကနဲ့အနန္တကဘဂတိကနိဒေယ3မျိုးပြသည်ဒီထဲရေးတော့ပါအောင်ဒီထဲအားတွေကကြိုတင်ရေးထားတာတွေဆိုတော့သင်တဲ့အခါနဲ့ကြိုက်တဲ့အခါလည်းရှိတယ်မကြိုက်တဲ့အခါလည်းရှိတယ်နော်အော်ရေးမယ်ကဲကိုယ့်အကိုရေးမယ်ဥပနိဒေယ3မျိုးလို့ရေးခေါင်းစဉ် နိတယော3မျိုး အဲ့ခေါင်းစဉ်ပြီးမှအောက်ကနေရေးတစ်ဆိုပြီးတော့အာရမဏုပနိဒေယလို့ရေး အာရမဏုပနိတယော တစ်အောက်ကမှနှစ်လို့ရေးနော်နှစ်အနန္တရူပနိဒေယ ဒုပနိတယော နှစ်အနန္တရူပနိဒေယ3ဘဂတုပနိဒေယ ပကတုပနိတယော အဲ့လိုရေးနော် ရောရည် အဲ့တော့အခု3မျိုးကပစ္စည်းအနေနဲ့ပြောရင်ဘာပစ္စည်းလို့ပြောမှာတော့ဘာပစ္စည်းတော့ဒီ3မျိုးလုံးကဘာပစ္စည်းတော့ ဥပ ပနိတယပစ္စည်းပါဗျာ ဥပနိဒေယပစ္စည်းဆိုရင်ဒီမှာကြည့်နော်ဒါပုတ်ဆက်ထားတာမို့လို့အာရမဏုပနိဒေယောမှာပစ္စည်းကဥပနိဒေယပစ္စည်းဆိုရင်နောက်ကပါဠိကသေချာတယ်နောက်ကပါဠိကပုတ်ဖြတ်လို့ရှိရင်ဘယ်လိုဖြစ်နေရမှာနောက်ကပါဠိကဘယ်လို ဒု ဖြစ် ပနိတယောပါဗျာ ဥပနိဒေယောအဲ့လိုဖြစ်နေရမှာဆိုရှေ့ဟာကဘယ်လိုဖြစ်လာမလဲဒီဘက်အာရမဏု အာရမဏ အာရမဏ ဥပ ဥပနိ ပနိတယော ပနိတယော ဒီလိုဖြစ်ရမယ်နော်အာရမဏဥပနိဒေယောနော်အဲ့လိုဖြစ်ရမှာအဲ့ဒါအမေကဒီဟာတော့လွယ်သွားပါပြီသိအနန္တရူပနိဒေယောကြတော့ပါတယ်တော့ နန္တရဥပ အန နိ န္ တ တရ ယော ဥပနိတယော ဥပနိဒေယောပကတုပနိဒေယောကြတော့ ပကတုပဥပနိတယော မရောက်ဘူးဟို ပကတုတော့ပကတိ ပနိတ ပ ယော ကဥပပကတိလား ဟုတ်တယ်ဟုတ်တယ်ပကတိဥပနိဒေယောနော်ပကတိလို့ဖတ်တာဒါကြတော့ပကတမဟုတ်ဘူးသူကဥပနိဒေယဖယ်လိုက်လို့ရင်ပကတလို့ကျန်တာပကတတော့မရှိဘူးပကတိပဲပကတိဆိုတာပင်ကိုပုံမှန်လို့ပြောတာပကတိသူကပုံမှန်အားဖြင့်ပင်ကိုအားဖြင့်ဥပနိဒေယောအာကြည့်တော်မိရာအကြောင်းလေသူပုံမှန်ကိုတည်းကအာကြည့်နေတာနော်ဆင်လိုဟာမျိုးပေါ့သူတို့ကအာကြည့်တယ်လေဆင်တယ်တပြည့်ကောင်းနေနဲ့ရှင်းကြည့်လေပုံမှန်အာကြည့်တာတပြည့်ကောင်းနေနဲ့ဟွာလောက်ကြည့်ပါလားသူတို့အဲ့တဘောပဲသူကပင်ကိုအားဖြင့်သူကအာကြည့်တော်မိရာအကြောင်းဖြစ်လို့သူပကတိဥပနိတိအဲ့ဒီ3မျိုးကိုသူကပါဠိတွေနဲ့တခါပြတယ်နော်တခါဖတ်ပါအောင်တတ္ထ ယတ္ထာ ဒါအာရမဏမေဝ ဝအာရမဏ အာရမဏုပနိတယောပါဗျာ အာရမဏနိတယော ဟုတ်ပြီအဲ့ဒီ3မျိုးတည်းကနံပါတ်1အာရမဏုပနိဒေယကအာရမဏမေဝအာယုံတိတာလင်အာရမဏုပနိဒေယောအာရမဏုပနိဒေယအာယုံကအာရမဏုပနိဒေယအဲ့တော့ခုနကအာရမဏပစ္စည်းတော်ကလည်းအာယုံ6ပါးအာရမဏလို့ခေါ်တာအခုကလည်းအာယုံကအာရမဏုပနိဒေယဆိုအတူလားဆိုတော့မဟုတ်ဘူးဂရုကတံအလေးအမြတ်ပြုအပ်တော်အာယုံဆိုတာဘလို့အာယုံမျိုးကိုအာရမဏုပနိဒေယလို့ခေါ်တာတော့
လေးမြတ်ပြုအပ် အလေးမြတ်ပြုအပ်တယ်အလေးမြတ်ပြုအပ်တဲ့အာယုံတည်တာလျင်အာရမဏုပနိတ္တယလို့ဒီလိုပြောတာနော်သူကအကျယ်ကိုတော့ရေးမပေးသေးဘူးပေါ့နော်သူကဓိပတိနဲ့တူလာဆိုတော့ဓိပတိကအသုံးပြတာများတော့အဲ့တော့ရေးမယ်နော်နောက်ခုနကခေါင်းစည်းမဟုတ်တော့ဘူးပေါ့နော်တစ်လို့ရေးနော်အာရမဏုပနိတ္တယကိုရေးမှာမလို့အလေးအမြတ်ပြုအပ်မရရဲ့နဲ့တောင်းမှုတဲ့နော်အလေးအမြတ်ပြုအပ်တော့အာယုံ6ပါးတည်တာလျင်အလေးမြတ်ပြုအပ်တော့အာယုံ6ပါးတည်တာလျင်အာယုံ6ပါးတည်တာလျင် အာရမဏုပနိတ္တယမြည်ဤလို့ရေးအာရမဏုပနိတ္တယမြည်ဤအဲ့လိုနော်လေးမြတ်ပြုအပ်တော့အောင်6ပါးတည်တာလျင်အာရမဏုပနိတ္တယမြည်သူကအလေးမြတ်ပြုအပ်တော့ဆိုတာသူကတလို့တင်းညိုဒီအာရမဏပစ္စည်းစဉ်ဟိုပကိမ့်မဲ့အာရမဏသင်္ကာပဲအဲ့ဘက်ကကြီးနေမှာရမှာပေါ့နားလည်မှာပေါ့နော်ဥမာအကုတ္တရာနိစေဝညနာဝိပဒကာမစရဇောနာနိစေတိလောကုတ္တရဝစီတာတပ္ပါရမဏာနိစအဲ့ပါဠိအာယုံအာရမဏိကအဲ့ပါဠိဘာတွေအာယုံပြုအောင်ဘယ်စိတ်တွေကဘာတွေအာယုံပြုအောင်စေအကုသိုလ်စိတ်12ပါးသည်တဲ့လောကုတ္တရာကျင့်အလုံးစုံကိုအာယုံပြုပါသည်ဒါအဲ့တော့သင်ပေးခဲ့တဲ့ဟာပဲလေနော်အဲ့တော့ပြောကြည့်ပေါ့အကုသိုလ်စိတ်12ပါးရဲ့အာယုံကဘာကိုအာယုံပြုရတယ်လဲလောကုတ္တရာခြင်း လောကုတ္တရာခြင်းလောကီစိတ်အားလုံး80အာယုံပြုပါတယ်ဗျဒီခြေတ80စီဝေးနာဂုနဲ့ရုပ်ဟုတ်ပြီနော်လောကုတ္တရာကျင့်အလုံးစုံအာယုံပေါ့အတူပြောရင်အဲ့ဒါတွေကကောက်လို့ရှိရင်လောကီစိတ်ဧကာတိတိစေစိတ်ဒွေပညာယုတ်ထဝိတာပြည့်ညက်အဲ့ဒါကိုပဲအဲ့ဒါကိုအာယုံပြုတယ်ပေါ့အကုသိုလ်စိတ်12ပါးအဲ့ကုအကုသိုလ်စိတ်12ပါးထဲမှာလောမှုစိတ်10ပါးပါတယ်လေအဲ့လောမှုစိတ်10ပါးရဲ့အာယုံဆိုရင်ခုနပြောတယ်လောကီစိတ်ဧကာတိတိစေစိတ်ဒွေပညာသာယုတ်ထဝိတာပြည့်ညက်အဲ့ဒါကိုအာယုံပြုတယ်အဲ့လောမှုစိတ်10ပါးရဲ့အာယုံနော်သူပြုနိုင်တဲ့အာယုံအာရမဏသင်္ကပ္ပသွားကြည့်အဲ့တိုင်းသွားမှာပါဠိကအကုတ္တရာနိစေဝဆိုတဲ့ပါဠိလောကုတ္တရဝစီတာတပ္ပါရမဏာနိဆိုတာအဆုံးပဲဒါကအာယုံပြောတာနော်အဲ့တော့လောမှုစိတ်10ပါးရဲ့ကရုကတံအာရမဏံနဲ့အလေးအမြတ်ပြုအပ်တဲ့အာယုံကြတော့လောကီစိတ်82ပါးမရတော့ဘူးနော်အလေးအမြတ်ပြုအပ်တဲ့အာယုံကြတော့ဘသူတွေဖယ်ပေးရအောင်ဆိုရင်လောမှုစိတ်10ပါးခုနကဟိုစိတ်ကိုပဲရှင်းပြမယ်နော်ခုနကစိတ်ကနည်းနည်းလွယ်လို့ပေါ့နော်ဒီပြတွေလည်းပါတာပေါ့လောမှုစိတ်10ပါးရဲ့အာယုံကလောကီစိတ်82ပါးအာယုံပြောကြည့်လောမှုစိတ်10ပါးရဲ့အာယုံကဗါလဲတော့ လောကီစိတ်80ပါး လောကမှုစိတ်8ပါးဤအာယုံဒီလောကီစိတ်82ပါးအဲ့လောက်ပဲမှတ်တာလောကီစိတ်82ပါးနော်အဲ့ဒါကအာယုံသူပြုနိုင်တဲ့အာယုံဒါအကုန်ပဲလောကုတ္တရာကိုအာယုံမပြုနိုင်ဘူးဒီလိုဆိုလို့တာနော်အဲ့တော့ကရုကတံအာရမဏံကြတော့အလေးအမြတ်ပြုအပ်တဲ့အာယုံကြတော့82ပါးမရတော့လောမှုစိတ်10ပါးရဲ့အလေးမြတ်ပြုအပ်တဲ့အာယုံဆိုရင်အဲ့ထဲမှာသူနဲ့သဘောထားချင်းဆန်းကျင်တဲ့စိတ်တွေကိုထုတ်ပြတာအဲ့ဒါဘယ်သူတွေထုတ်တုံးဆိုရင်ဒေါသမှုတွေးတယ်မောဟမှုတွေးတယ်အကုသိုလ်တွေက2မျိုးထုတ်တယ်ဘယ်သူတွေထုတ်ပြတာ82ပါးတွေကဘယ်သူတွေထုတ်မောဟမှုတွေးမောဟမှုတွေးမောဟမှုတွေး4ပါးရှိပြီအဟိတ်စိတ်တဲကသူနဲ့ဘောမတူတဲ့ဒုက္ခတာကိုကာယဝิญဉ်စိတ်တစ်ပါးတဲ့အဲ့တော့ပေါင်းလိုက်တော့ဘယ်နှပါးထုတ်ပြတာ5ပါး5ပါး 5ပါးထုတ်ပြတော့81ထဲက9နှုတ်ကြည့်လိုက်စမ်းဘယ်လောက်ကျန်လဲ81ထဲ86ပါး86ပါးမှန်ပြီအဲ့ဒါဆိုရင်ဒါရသွားပြီအဲ့တော့ပြန်ဖြေမယ်အတူပဲဖြေနော်
လောမှုစိတ်၈ပါးရဲ့အာယုံဆိုရင်ဘယ်လိုဖြေလိုက်မလဲ လောကီစိတ်82 လော ပါး ကီစိတ်82ပါး ဟုတ်ပြီလောမှုစိတ်၈ပါးရဲ့ဂရုကတအာယုံပေါ့ပါဠိလိုသုံးလိုက်မယ်နော်ဂရုကတအာရမဏဂရုကတအာယုံလေးမြတ်ပြုရတဲ့အာယုံဆိုရင်လောကီစိတ်ခုန၅ပါးနှုတ်ထားဘယ်နှပါးလဲနော် 86ပါး ပါပါဗျာ အဲ့86ပါးပါအာရမဏုပနေတ္တရာတဲ့အဲ့လိုပြောအဲ့ပါဠိအဲ့လိုပဲဒေါသမူတို့မောမှုတို့ကဒီဥပနိတ္တယပစ္စည်းမတက်ဘူးနော်ဒီလိုဆိုလို့တာအဲ့ဒါကိုအာရမဏမေယောဂရုကတအာရမဏုပနေတ္တယောလို့ဒီလိုပြောပြတာနော်အဲ့ဒါကနမူနာပဲပြတာပါနော်အဲ့ဒါဆိုတော့ဒါခုနရေးပြီးသွားရင်နော်လေးမြတ်ပြောတော့အောင်6ပါးအာရမဏုပနေတ္တယမြည်ဆိုဆက်ရေးမယ်ဟောဆက်ရေးဆိုတာနောက်တစ်ကြောင်းပေါ့နော်ကြော်တော့မကြော်နဲ့ပေါ့တန့်မရေးတော့ပေါ့နောက်တစ်ကြောင်းကနေရေးအာရမဏုပနေတ္တယဤအာရမဏုပနေတ္တယဤ ပစ္စည်းပစ္စယုပ္ပံပစ္စည်းပစ္စယုပ္ပံတို့မှာ ပစ္စည်းပစ္စယပံတို့မှာ ပစ္စည်းပစ္စယုပ္ပံတို့မှာအာရမဏဓိပတိနှင့်မရောက်သေးဘူးရောက်မှအဲ့ဒီနေရာသွားတာမှာအာရမဏဓိပတိနဲ့အာရမဏအဓိပတိကိုပုတ်ဆက်တာအာရမဏဓိပတိနဲ့တူဤလို့ရေး အာရမဏဓိပတိနဲ့တူ နောက်အာရမဏဓိပတိပြောတဲ့အခါဒီအာရမဏုကနေတ္တရလည်းအဲ့တိုင်းမှတ်တော့ပေါ့နော်အာရမဏဓိပတိကမရောက်သေးတော့မပြောဘူးပေါ့ခုနသဘောနော်လောမှုစိတ်လေးရဲ့သဘောနော်ရပါပြီအဲ့လောက်ပဲပြောတော့မယ်နော်အဲ့ဒါအာရမဏုပနေတ္တရတဲ့အဲ့တော့တူတာကိုတော့မှတ်ထားအောင်နော်အာရမဏုပနေတ္တရကအာရမဏဓိပတိနဲ့တူတယ်တဲ့အာရမဏုပနေတ္တရကဘယ်သူနဲ့တူရတော့ အာရမဏဓိပတိနဲ့တူ အာရမဏဓိပတိနဲ့တူပါဘူး အဲ့ဒါပစ္စည်းပစ္စယပံတူတာပြောတော့ဟိုလိုတူတာပြောတာမဟုတ်ပစ္စည်းပစ္စယပံအတူတူပဲလို့ပြောတာနှစ်ခါကြီးမရေးနိုင်လို့လေဒီမှာလည်းရေးဟိုမှာလည်းရေးနှစ်ခါကြီးမရေးနိုင်ပစ္စည်းပစ္စယပံဟိုဘက်ကအာရမဏဓိပတိရောက်တဲ့အခါရေးပြတဲ့အခါကျတော့အာရမဏုပနေတ္တရလည်းဒီတိုင်းပဲလို့ကိုယ့်ကိုမှတ်ရတယ်အဲ့ဒါနံပါတ်1အာရမဏုပနေတ္တရကဲနံပါတ်2ပါဠိဖတ်တော့နော်အနန္တရအဲ့ပါဠိ အနန္တရနိယတာသေကစေတတိကာဓမ္မအနန္တရူပနိတယော ကုသဓမ္မအန္တရူပနေတယော ဤနော်ဒီပါဠိကဒါဖတ်ပြီးဆိုရရတယ်ပစ္စည်းတရားကိုပြတာသူကကဲကြည့်ပါဒီမှာပစ္စည်းတရားပဲရွေးဖတ်မှာနော်ပြောပြီးသားနော်ပထမဆုံးလာတဲ့ပါဠိကပစ္စည်းတရားပဲလို့ပြောပြီးသားလေပစ္စည်းတရားပါဠိဖတ်ပါအောင်ပစ္စည်းတရားက အန္တရာနိရုဒ္ဓစိတ်ဓာတ်စေတသိကဓမ္မပါဗျာ စိတ်တိတာဓမ္မ ပတုပ္ပန္နနာစေတ ဓမ္မ မ ပတုပ္ပန္နနဲ့ စိတ်ဓမ္မနဲ့ တိကာဓမ္မနဲ့အနန္တရာသမန္တရာနေတိဝိကတဝတေနာနိပုရိမာလိသဝနာနိပစ္စည်းမာနဇဝနာနအာတိဝနဝတေနတဟသာတာစိတ်တစေတတိကာဓမ္မအညမေညံတံပြုတာဝတေနေတိသနေတိသဒါနာမံနာမတ္တပစ္စယောဟောတိပါဗျာ နော်နားမလဲဘူးတင်တယ်နော် तू ကတူတာကိုပြခြင်းတော့ပစ္စည်းတရားပဲဖတ်ခိုင်းတာပစ္စည်းတရားပြီးပြီးသားကိုပစ္စည်းတရားကသိဘူးလားပစ္စည်းတရားတစ်ခုတည်းပဲ အနန္တရာနိရုဒ္ဓစိတ်ဓာတ်စေတသိကဓမ္မပါဗျာ စိတ်တာဓမ္မပါဗျာ ဒါပဲလေအဲ့ဒီမှာလည်းကြည့်နော်ဒီပါဠိကလည်းဟောဒီမယ်နန္တရနိရောဓစေတသိတိကဓမ္မအတူတူပဲ ဩ နော်အဲ့တော့အနန္တရူပနေတ္တယကအဲ့ဒါဘယ်သူနဲ့တူတော့မပြောမှာစေဟိုပေါ်ကပစ္စည်းကဘယ်သူနဲ့တူလဲ အာရမဏ အာရမ တိနဲ့ အန္တရူပ ဒီတတိနဲ့ပါဗျာအာရမဏဓိပတိ ဘယ်သူနဲ့တူတာဘယ်ပစ္စည်းနဲ့တူမှာ ပစ္စည်း6 အန္တရသမန္တရာနတ္တိဝိကတနဲ့ဒီပါ သူကခေါင်းဆောင်ရှေ့ဆုံးကခေါင်းဆောင်ပဲ အနန္တရ ပါဗျာ အနန္တရပဲဒါပဲနော်အဲ့ခေါင်းဆောင်ပဲရှေ့ဆုံးသူကမျိုးကိုတဲ့အနန္တရာမျိုးလို့သာဇာတမျိုးစဉ်သာဇာတခေါင်းဆောင်ပဲအာရမဏမျိုးစဉ်အာရမဏခေါင်းဆောင်ပဲ
ဥပနိတယမျိုးဆိုဥပနိတယကောင်းတော့ပြောလို့တာကအနတ်ဟိုပါဠိပဋ္ဌာန်းပါဠိတွေမှာသွားကြည့်နော်ပဋ္ဌာန်းပါဠိမှာအနန္တရကိုပါဠိတော်ဟောပြီးတမနန္တရတော့ဟိုပညာဝါဒတွေမှာသွားကြည့်ရင်နတ္ထိတို့ဝိကတတို့အကုန်တူတူပဲဟောကုန်မဟောတော့သူကပနဲ့ပြန်လိုက်နေမြုပ်တာပြည့်စက်နေဒေတာမှာတော့နတ္ထိဝိကတဟောပုံမတူတော့ဘူးပေါ့နော်အနန္တရတမနန္တရဒီလိုတူတယ်ဆိုလိုတာကအနန္တရပြီးလို့ရှိရင်နောက်ကပစ္စည်းတွေပြီးကုန်တာတမနန္တရတော့နန္ဒုပနေတယနတ္ထိဝိကတတွေအကုန်တူတူပဲလို့ဒီလိုဆိုလိုတာတော့ဒီအနန္တရူပနေတယဆိုတာကအနန္တရနဲ့အတူတူပဲတဲ့ပစ္စည်းပစ္စည်းပံအကုန်လုံးအဲ့တော့အဲ့ဒါပဲရေးတော့မယ်နော်ရေးခေါင်းစည်းမဟုတ်တော့ဒီတိုင်းရေးနှစ်အနန္တရူပနေတယဤပါနေတရားစီ ပစ္စည်းပစ္စည်းဥပ္ပံတို့မှာပစ္စည်းပစ္စည်းဥပ္ပံတို့မှာအနန္တရနှင့်တူ၏လို့အနန္တရနှင့်တူ၏လို့ရေးရပြီလား ရပါပြီဗျာ ဟုတ်ကဲ့ ရပြီနော်ဒါဆိုရင်ဥပနိတယ3မျိုးတည်းကဘာတွေပြီးသွားတော့ အာရမဏုပနိတယနဲ့ဥပနိတယပြီးတော့ဗျာ ဟုတ်ပြီအာရမဏုပနိတယကဘယ်သူနဲ့တူမှာလဲတော့မရောက်သေးလို့ဘယ်သူနဲ့တူမှာနော် အာရမဏဓိပတိနဲ့ဆိုပါဗျာ ဟုတ်ပြီပစ္စည်းပစ္စုပန်နေမပေါ်သေးဘူးလေဒီမှာကြည့်လေပစ္စည်းပစ္စုပန်နေပဲအနန္တရူပနိတယကတော့ပြီးသားဖြစ်သွားပြီဘယ်သူနဲ့တူရတယ်တော့ အနန္တရနဲ့တူပါတယ်ဗျာ အနန္တရနဲ့တူတယ်ပကတုပနိတယတိတံတဲ့အဲ့ဒါတော့ဒီမှာလာတာနော်ဒါတော့လက်ပြန်ကြမှာပေါ့နော်ဒီနေ့တော်ပြီတဲ့ဤကဲ့သို့ဘုရားရှင်ဟောကြားတော်တရားတော်တို့ကိုသင်ယူသောကုသိုလ်ကံစေနာပြပြတို့ကြောင့်အပြစ်ခတ်သိမ်းပပျောက်ငြိမ်းလျက်ကိုယ်စိတ်နှပြကျမ်းမာချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေကုန်သတည်းတဲ့ အာတုပါဗျာ သာဓုပါရှိဗျာရှင်မြတ်ကိုယ်စိတ်ဉာဏ်ကြမှာ ကျမတို့ခင်ဗျာဒီစိတ်တမပါဗျာ ဗျာ ပြီးတော့